န်းကိုရတာရှိရဲ့စိတ်မွကြော်လေးရပါမင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့မှာတော့စိတ်သားချောင်းမွကြော်လေးလုပ်ပြပေးမှာပါစိတ်သားချောက်ကိုရေအနေတော်ထည့်ပြီးတော့စိတ်သားနူးတဲ့ထိထည့်ပြီးတော့ပြုတ်ပေးထားပါတယ်ပြုတ်ပြီးတော့အသားလေးတွေနူးလာပြီဆိုရင်ထုပြီးအခုလိုအနေထားလေးရအောင်မှားပေးထားပါတယ်တကယ်ချင်းတို့ရေဒီထိုင်းမှာစိတ်သားဝယ်ဖို့မလွယ်ပါဘူးချင်းမိုင်မှာအဲ့တော့စိတ်သားချောက်ကိုပဲအသုံးပြုပေးရပါတယ်စိတ်သားချောက် ready made လာတဲ့စိတ်သားချောက်ထုတ်ကိုပဲကိုကတော့ကြော်ရပါတယ်ကြော်နည်းကတော့ကြက်မွကြော်လေးနဲ့အတူတူပါပဲအေးနဲ့စိတ်သားချောက်မွလေးတွေကိုအဲ့လိုလေးနာလေးအဆက်မပြတ်ကတ်မသွားမှွေပေးနေအဲ့ပုံစံတိုင်းကြော်ပေးရပါတယ်ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းစစ်ပြီးနေပြီးစစ်တုံနေကြော်စစ်တုံကြော်လေးတွေနဲ့နေပြီးအကြမ်းဖက်လေးရတာလေးတွေထည့်ပြီးတော့အဲ့လိုအနေထားလေးပြရတယ်စိတ်မွကြော်လေးရပါပြီဗီဒီယိုထဲမှာပါတဲ့အတိုင်းပါလို့ရှင်ကလေးရောလူကြီးရောကြိုက်နေတတ်ကြပါတယ်စိတ်မွကြော်လေးပါအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးထူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and follow လေးလုပ်သွားပေးကြပါဦးရှင်ကျေးဇူးတင်ပါတယ်တတာ